မိုးကုံမြို့ကိုဒီကနေ့မနက်အစောပိုင်းစစ်တပ်ကလေရင်နဲ့ပုံလုံး30နီးပါးကျဲချမှုပြည်သူ3ထပ်မံတေဆုံးပြီး20နီးပါးဒဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမှာ TNL တောင်တက်ကသိမ်းပိုက်ထားတဲ့မိုးကုံမြို့ကိုအကြမ်းဖက်စစ်ကောင်စီကဒီကနေ့မနက်အစောပိုင်းလေရင်နဲ့ပုံလုံး30နီးပါးကျဲချရာပြည်သူ3ထပ်မံတေဆုံးပြီး20နီးပါးဒဏ်ရာရရှိကြောင်း TNL သတင်းအရင်းမြစ်နဲ့ဒေသခံပြည်သူတွေစီကသိရပါဗျ။ဒီကနေ့ဖေဖော်ဝါရီလ10ရက်မနက်10မိနစ်မှ38မိနစ်အချိန်ထိမိုးကုံမြို့အနောက်ပိုင်းဝင်းထရံရက်ကွက်ကိုဝိုင်တွဲလေရင်နဲ့9ကြိမ်ထပ်မံပုံကျင်းချကြောင်းစုစုပေါင်းဘုံလုံးရေ28လုံးကျင်းချကြောင်းအဆိုပါပုံကျင်းမှုကြောင့်ပြည်သူ3အသက်ဆုံးရှုံးပြီး2ဦးဒဏ်ရာရရှိကြောင်းသိရပါတယ်။ TNL ရဲ့သတင်းထုတ်ပြန်ချက်မှာလည်းဒီကနေ့မနက်တနာရီချိန်မိုးကုံမြို့နယ်ကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံလာရောက်ကျင်းချတိုက်ခိုက်ခဲ့ကြောင်းအသေးစိတ်ကိုထပ်မံသတင်းဖော်ပြမှာဖြစ်ကြောင်းဖော်ပြထားပါတယ်။ဖေဖော်ဝါရီလ10ရက်နေ့ကလည်းမန္တလေးတိုင်းမိုးကုတ်မြို့ကိုလည်းအကြမ်းဖက်စစ်တပ်ကဝိုင်တွဲလီရင်နဲ့ပုံတီအလုံး20လာရောက်ကျင်းချတိုက်ခိုက်ခဲ့ကြောင်းအဆိုပါပုံကျဲတိုက်ခိုက်မှုမှာစစ်တပ်ကမိုးကုတ်မြို့ခောက်ကွင်းကိုဘုံ14လုံးနဲ့မစိုးရင်ကြောင်းတိုက်ကိုဘုံ9လုံးလာရောက်ကျင်းချတိုက်ခိုက်ပြီးနေအိမ်9လုံးဘုံကြီးကြောင်းနဲ့မော်တော်ယာဉ်တစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်တုံးပန်းမိသားစုဝင်100ကျော်အေးအေးပြန်လွတ်ပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကတိုက်ပွဲတွေအတွင်းအာရခတပ်တော် A ကဖမ်းဆီးထားတဲ့စစ်တုံးမန်းရဲ့မိသားစုဝင်တပ်မိသားစုဝင်116ဦးနဲ့အကြောင်းမျိုးမျိုးကြောင့်ဖမ်းဆီးထားတဲ့အရှက်သားအကျဉ်းသား26ဦးကိုဒီရက်ပိုင်းတွင်ပြန်လွှတ်ပေးခဲ့တယ်လို့ A နဲ့နှိစက်သူတွေကဖေဖော်ဝါရီ10ရက်နေ့မှာပြောပါရယ်အခုပြန်လွှတ်ပေးလိုက်တဲ့စစ်တုံးမန်းမိသားစုတွေကစစ်ကောင်စီထိန်းချုပ်မှုမရှိတဲ့ဒေသလူတွေဖြစ်ပြီးအခမ်းအနားနဲ့တကွပြန်လွှတ်ပေးလိုက်တာလို့ A နဲ့နှိစက်သူတွေကပြောပါရယ်လောလောဆယ်တုံးပန်းမိသားစုဝင်116ဦးပြီးရင်အရှက်သားအကျဉ်းသား26ဦးကိုကနအုပ်လွှတ်ပေးတာပါနောက်ထပ်စစ်ဆေးပြီးတော့ပြန်လွှတ်လို့ရတဲ့သူတွေကိုပြန်လွှတ်ပေးဖို့ရှိတယ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့သူတွေကိုတော့အပြစ်ပေးတာရှိတယ်စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ဆိုရင်ရတာကြောင့်ဘယ်မျိုးကနေပြန်လွှတ်ပေးရဲဆိုတာထုတ်ပေါ်မပြောဆိုလို့ကြောင်းသူကပြောပါရယ်ဒီအခြေအနေတွေနဲ့ပတ်သက်လို့အသေးစိတ်သိနိုင်ဖို့အာရခတပ်တော်ပြောခွင့်ရသူဥခိုင်ဒုက္ခကိုသတင်းဌာနကဆက်သွယ်မိမြန်ထားပြီးမြဲလက်တလောအကြောင်းပြန်လာတာမရှိသေးပါဘူးရခိုင်ပြည်နယ်အတွင်းစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စစ်တုံးပန်းတွေနဲ့မိသားစုဝင်100ကျော်တည်ဆုံခဲ့ပြီး120ကျော်ဒဏ်ရာရတယ်လို့ အေးနဲ့နှိစက်သူတွေကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်